လာဝန်တို့ဒီတစ်ပတ်ရဲ့ weekly reserve လေးပေါ့နော်ဆိုတော့ဟိုဘက်အကောက်လည်းထုံနေတူစွာပဲပေါ့နော်ဆိုတော့ဒီတစ်ပတ်မှာ weekly report ကိုမလာဝန်တည်တဲ့ဗီဒီယိုတွေနဲ့မလုပ်တော့ဘူးဘာလို့ဆိုတော့ဒီတစ်ပတ်မှာအားရတဲ့အပတ်လည်းဖြစ်တယ်ပေါ့ခုလည်းခဏနေဒါအပြင်သွားမလို့လုံးနေနေမှာခါရဲလည်းတင်ပြပြီးသားဖြစ်အောင်လို့တင်ပေးလိုက်ခြင်းဖြစ်တယ်ဆိုတော့တီပိုင်းကမလာဝန်တို့တစ်ချက်ပြန်ပြီးတော့မှကြည့်မယ်ဆိုလို့ရှိရင်တခြားလက်ရှိအရှိမကနဦးစာ analyze လုပ်ပေးထားတဲ့အတိုင်းပဲဒီရှေ့တစ်ပတ်မှာတော်တော်လေးကိုရုံးကန်လှုပ်ရှားတဲ့အပတ်လို့လည်းပြောလို့ရတယ်ဒါပေမဲ့မလာဝန်ရဲ့ trade အကြောင်းကအများကြီးမရှိဘူးပေါ့နော်ဆိုတော့၃ကြောင်းပဲရှိတယ်အဲ့ဒါကိုလည်းမလာဝန်တို့ထပ်ပြီးတော့မှဒီအကောင့်မှာဒါမြင်ရမှာဖြစ်တယ်ပေါ့နော်ဆိုတဲ့အခါကျတော့အများကြီးတော့မ trade ထားဘူးဒီမှာ 0.05 နဲ့ပဲဟိုဘက်အကောင့်သေးကိုလည်း carry လုပ်ထားပြီးတော့မှအကောင့်အသေးတိုင်းပဲအကောင့်ကြီးမှာလည်းအဲ့တိုင်းလေးပဲ trade ထားတယ်ပေါ့နော်ဆိုတော့အဓိကပေးချင်တဲ့ message ကလေခါကြရင်ဈေးကွက်ကမကောင်းတဲ့အခါကျရင်အတင်းကဇွတ်ရောဒီကိုယ့်ရဲ့ setup ကိုရှာဖွေတာမဟုတ်ပဲနဲ့ကိုက်ညီမဲ့strategy ရောက်လာပြီးခါကြလို့ရှိရင်လေ risk and reward ကိုက်တယ်ဆိုလို့ရှိရင်ဝင်ခြင်းဖြစ်အရန်ကြရက်ထပြီးဈေးကွက်ကမူမှန်တာမျိုးလဲတခါတည်း risk ကရှောင်ရှားပြီးသားဖြစ်တယ်ပေါ့နော်အဲ့ဒီတစ်ပတ်မလာဝန်ကျင့်သုံးသွားတာကတော့တနင်္လာအင်္ဂါလုံးဝမ trade ဘူးဗုဒ္ဓနေ့ထိမ trade ဘူးဂျာရာဘီနေ့မှာစပြီး trade တယ်ဘာလို့ဆိုတော့ဗုဒ္ဓနေ့မှာက FVD ရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့သူဈေးကွက် direction ပေးသွားမလဲဆိုတော့သိချင်လို့စောင့်ကြည့်ရအနေထားဒါပေမဲ့မလာဝန်တို့ခံမှန်းသလိုပဲ attack ဘက်ကိုသူလုံးဝပြေးသွားတယ်ပေါ့နော်ဆိုတော့ပြေးပြီးတော့ခဏတိတ်မကြဘူးပြန်ဆွဲချတယ်ဆိုတော့အဲ့နေရာမှာတော်တော်များ trader တွေဒါဖြစ်တတ်တဲ့အနေထားလေးပေါ့တော်တော်များအဲ့နေရာလေးကြားလို့ရှိရင်လေဟာဈေးတက်ပြီးဆိုပြီးတော့မှ light ပါစီမျောပြီးတော့တော်နေတဲ့ယထာနောက်ကိုခုံတက်လိုက်တာမျိုးပေါ့ဆိုတော့အဲ့လိုခုံတက်လိုက်တဲ့ခါကြလို့ရှိရင်တော့တေချာပေါက်ဈေးကွက်ပြန်ချတဲ့ခါကျရင်အဲ့ညမှာကိုကအပေါ်ဈေးတိုင်းမှာမိပြီးတော့မှအဝယ်အော်ရာကြီးကဒါအမိုင်းနဲ့เนาะအရှုံးနေနဲ့အများကြီးပါလာမှာဖြစ်တယ်ဒါကြောင့်မလို့မလာဝန်ဒီနေ့ဗီဒီယိုမှာသတိပေးချင်တာကကိုက fundamental ဘိုင်းကိုမကျွမ်းကျင်သည့်တိုင်အောင်တောင်မှဒီပေါ့เนาะဈေးကွက်ထွက်လာမယ့်အချိန်လေးကိုကြည့်ပြီးတော့မှဈေးကွက်ဒီသတင်းထွက်လာပြီးဆိုတာတန်းဝင်တာမျိုးမဟုတ်ပဲနဲ့မလာဝန်တို့ခဏဆောင်ပြီးတော့မှနိုင်ဝက်တော့ကိုကမိနစ်30ကန်တယ်ကို confirmation ယူမယ်ဆိုရင်မိနစ်30ကန်တယ်ပေါ့နော်15 minute ကို confirmation ယူရဆို15 minuteပေါ့အဲ့တော့15 minute အောက်တော့မစင်းစေချင်ဘူးဘာလို့လဲဆိုတော့ကန်တယ်ပါဝါရဲ့ momentum က buyer seller နိုင်ဝက်အတွင်းမှာဘယ်သူတွေ control လုပ်လဲ15 minute မှာဘယ်သူတွေ control လုပ်လဲဆိုတာကိုကြည့်ချင်းအားဖြင့်ဒါမလာဝန်တို့ဈေးကွက်ကိုပြန်ပြီးတော့မှချုပ်ကင်ပြီးပြန်ပြီးတော့ order solution တော့ buyer momentum အားကောင်းနေတယ်ခဏတော့တက်သွားတယ်သူဒီနောက်သတင်းထွက်ပြီးချင်းနိုင်ဝက်အတွင်းမှာပြန်ဆွဲချရဲဆိုတော့ buyer pressure အရင်မရှိဘူးပေါ့နော်ဒီလိုပေါ့ဆိုတော့ခုလက်ရှိဈေးကွက်ရဲ့အနေအထားကိုကြည့်မယ်ဆိုရင်လေ4000နဲ့မှ135ဝင်းကျော်လောက်ထိကိုပြေးသွားတာ4200ထိအောင်မရဘူးဒါပေမဲ့သူ့ရဲ့ပုံစံကလေသူ့ရဲ့ပုံစံခုဘယ်လိုဖြစ်နေလဲဆိုတော့ 4 hour ချမှာမလောက်တော့ share ကနဦးစ analyze လုပ်ထားသလိုပဲ down trend minor down trend ကို breakout retest လာတဲ့နေရာမှာ4000လောက်ထိကို retest လုပ်ထားတယ်ပြီးတော့အဲ့နေရာမှာ sideways consolidation အနေနဲ့လုံးဝခရက်ထနေတာဒါပေမဲ့သူက breakout ဖြစ်သွားတာပဲအဲ့တော့သူ swing low တစ်ခုကိုထပ်ပြီးတော့မှ new swing high တစ်ခုကိုထပ်ပြီးပုံဖော်ပြီးတော့မှနောက်ထပ်ပို့ပြီးတော့မှနှိပ်တယ်အမြင့်မတစ်ခုကိုပုံဖော်ဖို့ရန်အတွက်ဟန်ရေးပြင်နေလို့မြင်နေဆိုတော့နောက်တစ်ပတ်ရဲ့ analysis မှာဘယ်လိုဖြစ်မလဲဆိုတာကိုမလာဝန်ရဲ့ video ရဲ့ analysis ဗီဒီယိုစောင့်မျှော်ရင်းနဲ့မှာကြည့်ရှုအားပေးပါအောင်ပြီးတဲ့ခါကျတော့တခြားအကြောင်းအရာတွေလည်းသိချင်တယ်ဆိုလို့ရှိရင်လည်းဒီ comment မှာမေးပေးနိုင်ပါတယ်ဆိုတော့နောက်တစ်ပတ်မှာထပ်မံပြီးတော့မှဆုံတွေ့ပါမယ်တင်လာနေ့မှာတူတူတိုက်ပွဲပြန်ပြီးဝင်ကြပါမယ်ဆိုတော့ see you the next Monday bye bye